လိမ္မာရင်ကျေးသိမ်မွေးကဘာသာရေးလိုက်စားတယ်ဆိုပေမဲ့မွေးနေ့ပွဲကိုမထင်မှတ်တဲ့ပုံစံလေးနဲ့ကျင်းပခဲ့တဲ့မိသက်ထားဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အောင်မြင်မှုတွေရဲ့အထွတ်ထိပ်ပါရှိနေခြင်းမှာတောင်မိမိရဲ့ရိုးရာရင်ကျေးမှုနဲ့ဘာသာတရားကိုအောက်ခြေမလွတ်ဘဲထိန်းသိမ်းနိုင်ဖို့ဆိုတာတကယ်တော့မလွယ်ကူတဲ့ကိစ္စတစ်ခုပါဒါပေမဲ့ဒီနေ့မှာတော့အသက်အရွယ်နဲ့မလိုက်အောင်တင်းငြိမ်ရင်းချက်ပြီးလူကြီးလူငယ်ပရိသတ်အပေါင်းရဲ့အသေးအကျော်ဖြစ်နေရဲ့အဆိုတော်လေးမေသက်ထားဆွေရဲ့အကြောင်းကိုတင်ဆက်ပေးမှာပါမေသက်ထားဆွေဆိုတာနဲ့အားလုံးရဲ့စိတ်ထဲမှာပြင်းပြလိုက်တာကရင်ကျေးသိမ်မွေးတဲ့မြန်မာမိန်းကလေးတယောက်ရဲ့ပုံရိပ်ပါလွန်ခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ကမေသက်ထားဆွေရဲ့အသက်23နှစ်ပြည့်မွေးနေ့ရက်မြတ်ကိုကြားရောက်ခဲ့ရဖြစ်ပါတယ်ဒီဘက်ခေတ်မှာအသက်20ကျော်အရွယ်လူငယ်လေးတွေအထူးသဖြင့်အောင်မြင်တဲ့အမှုပညာရှင်တယောက်အနေနဲ့မွေးနေ့ပွဲကိုခန်းခန်းနာနာပါတီပွဲတွေကလပ်တွေဘားတွေမှာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးကျင်းပတာတွေကပုံမှန်လိုဖြစ်နေပါပြီ။ဒါပေမဲ့မေသက်ထားဆွေကတော့သူမရဲ့မွေးနေ့ကိုတခြားသောလူငယ်တွေနဲ့လုံးဝမတူပဲထူးခြားဆန်းသစ်တဲ့ပုံစံလေးနဲ့ကျင်းပခဲ့ပါတယ်။သူမကမွေးနေ့မနက်ခင်းမှာရန်ကုန်မြို့ဓမ္မစေတီကျောင်းတိုက်ကိုတွားရောက်ပြီးတော့တန်ကတော့အရှင်သူမြတ်တွေကိုနေစွမ်းနဲ့လူဝဲပစ္စည်းဝတ္ထုအဆုစုကိုစက္ကန့်လူတန်းခဲ့တာဖြစ်ပါတယ်။အောင်မြင်မှုတွေကြားမှာဘဝမမြင်မဲ့ဘဝကိုတန်ဖိုးရှိရှိဖြတ်တန်းတတ်တဲ့သူမရဲ့စိတ်ဓာတ်ကတကယ်ကိုလေးစားစရာကောင်းပါတယ်။မေသက်ထားဆွေကိုပရိသတ်တွေဘာလို့ဒီလောက်ထိချစ်ကြတာလဲ။အဖြေကတော့သူမရဲ့နေထိုင်မှုပုံစံမှာရှိပါတယ်။ယနေ့ခေတ်မှာအမျိုးသမီးငယ်လေးတော်တော်များများကအနောက်တိုင်းဖက်ရှင်တွေဖြစ်တဲ့ဒူးဘော်ပေါင်းဘော်ဝတ်စားစီရင်မှုတွေကိုခင်မိတယ်လို့ယူဆနေချိန်မေသက်ထားဆွေကတော့မြမဆဆန်ရိုးရိုးရင်လေးနဲ့သာအမြဲတမ်းတွေ့မြင်ရပါတယ်။သူမရဲ့သပင်အရှိကြီးကိုမြမဆဆန်ထားရှိပုံနဲ့ဘယ်ပွဲပဲတက်မြမဝတ်စုံကိုကြကြနနဝတ်ဆင်တက်ပုံတွေကဟောရရမရှိပဲလိမ္မာရေးချရှိတဲ့အမျိုးကောင်းသမီးလေးတဦးရဲ့ဂုံထရက်ကိုပေါ်လင်းစေပါတယ်။ခင်မိတဲ့လူငယ်တယောက်ဖြစ်ပေမဲ့ခင်မဆန်မဲ့ရင်ကျေးမှုတွေကိုထိမ့်သိမ်းနိုင်သူလို့လူကြီးမိဘတွေနဲ့ဖုံတွေကပါဝိုင်းဝန်းပြီးတော့ချီးကျူးနေကြတာအဆန်တော့မဟုတ်ပါဘူးမေသက်ထားဆွေကသင်းဆိုတာမှတင်ထူးချွန်တာမဟုတ်ပါဘူးသူကဓမ္မစာပေတွေကိုစနစ်တကျလေးလာလိုက်စားနေသူဖြစ်ပါတယ်မကြသေးခင်ကမှသုတဓမ္မဒီပလိုမာ level 1ကိုထူးထူးချွန်ချွန်အောင်မြင်ခဲ့ရကသူမရဲ့ဘာသာတရားပေါ်မှာထားရှိတဲ့ဝရိယကိုသက်သေပြနေရပါအပျော်ပါးတွေထက်တရားဓမ္မနဲ့စိတ်အေးချမ်းမှုတွေကိုရှာဖွေတတ်တဲ့သူမရဲ့ဘဝဖြတ်သန်းမှုကယနေ့ခေတ်လူငယ်တွေအတွက်အတူယူစရာဆန်ပြတစ်ခုပါမိဘနှစ်ပါးရဲ့လမ်းပြသွန်သင်မှုအောက်မှာမေသက်ထားဆွေကအဆိုတော်တယောက်ထပ်ပိုတဲ့စံပြလူငယ်တဦးဖြစ်နေခိုင်ခိုင်မာမာရပ်တည်နေနိုင်ပါပြီ။သူမရဲ့မွေးနေ့အလှပုံရင်လေးတွေကိုကြည့်ုံနေတင်သူမကဘလောက်ထိစိတ်ထားဖြူစင်တယ်လဲဆိုတာကိုခံမှန်းလို့ရပါတယ်။မေသက်ထားဆွေဟာအနုပညာလောကရဲ့ကျယ်ဝန်းတပွင့်ဖြစ်ုံသာမကမြမယဉ်ကျေးမှုနဲ့ဘာသာတရားတွေကိုဖော်ဆောင်နေတဲ့တန်တမန်ငယ်လေးတယောက်လို့တောင်မှတင်စားလို့ရပါတယ်။အသက်23နှစ်ဆိုတဲ့အရွယ်မှာဘဝရဲ့တန်ဖိုးကိုဘာသာရေးအလူအတန်းတွေနဲ့တည်ဆောက်နေတဲ့သူမရဲ့လမ်းစဉ်ကတကယ်ကိုမုံမြတ်လှပါတယ်။ပရိသတ်ကြီးရောလိမ္မာရင်ကြီးပြီးတော့ဘာသာရေးလိုက်စားတဲ့မေသက်ထားဆွေရဲ့မွေးနေ့အလူပုံရိပ်လေးပေါ်မှာဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။